ရဲ့ပြည်တော်တို့တွေ့တာနဲ့ကျွန်မသွားခွင့်မသွားကြဖို့ကျွန်တော်တို့တစ်ဖွဲ့နေဖြင့်သူပဲမေတ္တာရက်ခံရပါတယ်ကျွန်တော်တို့တစ်ဖွဲ့ကတော့အမှတ်1စစ်ဒေသစကိုင်းတိုင်းဒေသကြီးရင်းမပင်ခြေသက်ရစီမချာတာမီပြောက်ကြားတစ်ဖွဲ့ရင်းမပင်ဒုံတစ်ဖွဲ့မှရဲဘော်များဖြစ်ပါတယ်ကျွန်တော်တို့တစ်ဖွဲ့နေဖြင့်စကိုင်းတိုင်းတပ်ပဲရုပ်သိမ်းတပ်ပဲများနဲ့ရန်သူရဲ့စစ်ကြောင်းတွေကိုချီတီရောက်တော်လှန်နိုင်ဖို့ဝရင်တိုက်ခိုက်ရတော့များလိုအပ်လျက်ရှိပါတယ်အဲဒါကြောင့်မို့ဝရင်တိုက်ခိုက်ရတော့များဝယ်ယူနိုင်ရန်အတွက်ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်ရန်သူချေမုံဝရင်တုံးဆိုပြီးတော့7,900ကမ်ပိန်းလေးကိုပြုလုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရန်သူချေမုံဝရင်တုံး7,900ကမ်ပိန်းလေးမှာဝရင်တိုက်ခိုက်ရတော့များဝယ်ယူနိုင်ရန်အတွက်ထိုင်းရောက်ကိုလင်းမအေးမဥဆောင်တဲ့တပေါင်းစစ်ကြီးတောင်းစစ်တီညီနောင်များအဖွဲ့မှ9ရက်10လ2025ရက်နေ့တွင်ဖွင့်လှစ်သော6ကြိမ်မြောက်တော်လှန်ရေးရန်ပုံငွေဖွင့်ပွဲမှကျန်းရှိသောထောက်ပို့ငွေထိုင်းဘတ်ငွေ4,500ဘတ်တိတိယာ22ရက်10လ2025ရက်နေ့တွင်ကျွန်တော်တို့လက်စီမချသာမဏေပျောက်ကြားတပ်ဖွဲ့မှလက်ခံရရှိပါတယ်အခုလိုကျွန်တော်တို့ရန်သူချေမုံဝရင်တုံး7,900ကမ်ပိန်းလေးမှာပြင်ပြီးဖို့ဝရင်တိုက်ခိုက်ရတော့များဝယ်ယူနိုင်ရန်အတွက်ထောက်ပံ့ကူညီပေးပါသောကိုလင်းမအေးမဥဆောင်တဲ့တပေါင်းစစ်ကြီးတောင်းစစ်တီညီနောင်များဖွဲ့မှတော်လှန်ရေးရန်ပုံငွေဖွင့်ပွဲတွင်ပါဝင်ခဲ့ကြသောအသင်းသူအသင်းသားများနဲ့ပြည်သူလူထုတဦးတယောက်ချင်းတည်တတ်ရာကျွန်တော်တို့လက်စီမချသာမဏေပျောက်ကြားတပ်ဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်းသက်ပြီးတော့လည်းကျွန်တော်တို့လက်စီမချသာမဏေပျောက်ကြားတပ်ဖွဲ့ဆီယနာရှင်ကိုရိုးချွချွတော်လှန်နိုင်ဖို့ဆီယနာရှင်ကိုအမြင့်ဖြုတ်တော်လှန်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ပြည်တွင်းပြည်ပမှာရှိကြတဲ့တော်လှန်သူညီကောင်မောင်နှမများအနေနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်အားဖြင့်ကူညီပေးကြဖို့ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်အထူးပဲမြစ်တာရက်ခဲ့အပ်ပါတယ်ကျွန်တော်တို့တပ်ဖွဲ့နေဖြင့်လည်းဆီယနာရှင်ကြာရှုံးတဲ့ချိန်ထိချီးရအောင်နဲ့တိုက်ခိုက်သွားပါမယ်လို့ခရီးသစ္စာပြုပါတယ်ရေတော်ဘုံအာမင်ရေတော်ဘုံအာမင်ရေတော်ဘုံအာမင်